ခရီးသွားဖို့ပြင်ဆင်ထားတဲ့စိတ်ကိုလည်းမသွားရဘူးလို့တားလို့မလွယ်ဘူးအချိန်မှာသွားကိုသွားမယ်ဆိုရမျိုးဖြစ်တယ်နော်လူဟာသွားခြင်းနဲ့ခရီးသွားလိုက်ရမှစိတ်ကျဉ်တတ်မှုရှိဖြစ်ပေါ်လာတဲ့ခရီးသွားလို့စိတ်ကိုလည်းတားဆီးလို့မရဘူးတဲ့အခါတည်းလူတွေဟာအိတ်ချင်လာအဲ့ဒီအိတ်ချင်လာတာကိုလည်းတားဆီးလို့မရဘူးတဲ့တားဆီးလို့မရတဲ့အချက်တွေရှိတယ်ပေါ့နော်အဲ့ဒါတွေတန်းကျင်တာကိုလည်းတားလို့မရဘူးအိတ်ချင်တာကိုလည်းတားလို့မရဘူးရည်ချင်တာလည်းတားလို့မရဘူးနော်အဲ့ဒီလိုတားလို့မရတဲ့အချိန်တွေကိုသွားတားမယ်ဆိုရင်စိတ်တွေပင်ပန်းသွားတတ်တယ်ပေါ့အခုလဲဒေါဟလလို့ပါဠိလိုခေါ်တဲ့မျိုးသမီးတွေမှာချင်းချင်းတတ်တယ်ချင်းချင်းတတ်တယ်ဆိုတာဆန္ဒပြင်းပဆိုတာဖြစ်ပေါ်တယ်အဲ့တော့ဗိမိသာရမင်းကြီးရဲ့ဝေဒေဟီမိဖုရားဟာလည်းချင်းချင်းတတ်တော့ဗိမိသာရမင်းကြီးကတင်းကြပ်မေးတဲ့အခါလက်ယုံသွေးကိုတောက်ချင်တယ်ဆိုတဲ့ဆန္ဒဖြစ်တာသူမပြောရက်ဘူးမပြောရက်လို့အောင့်နေတော့ယောဂတိုးလာစိတ်ဆန္ဒကိုမနိုင်တဲ့အတွက်ကြောင့်ယောဂပြင်းထန်ဗိမိသာရမင်းကြီးကသိတော့ဒါဘာခက်လို့လဲဆိုပြီးရွှေဓားငယ်လေးနဲ့သူ့လက်ယုံကိုဓားလေးနဲ့ဆက်ခနဲ့ခွဲပြီးတော့သွေးကိုထုတ်ပြီးတော့ရေနဲ့ရောပြီးမိဖုရားကြီးကိုတိုက်လိုက်တယ်အဲ့ဒီကြတော့မှအာသာပြေနေကောင်းသွားတယ်လူစိတ်ဆိုတာအမှန်မှထူးဆန်းတယ်နော်အဲ့ဒီကြတော့မှစိတ်ကျဉ်တ်တော့အဲ့ဒီသတင်းကြားတဲ့အခါကျတော့နမိတ်ဖတ်တဲ့ပုံသားတွေကဖတ်ကြတယ်အေးမိဖုရားကြီးကမွေးလာတဲ့သားတော့ဘုရင်ကိုတတ်မှသိချတယ်ဘုရင်ရဲ့ရန်သူဖြစ်မှာမမွေးခင်ကတည်းကလက်ယုံသွေးဖောက်တော့ခြင်းနဲ့ဆန္ဒသူ့ချောင်ဖြစ်ရလူလောကမှာဒီလိုဟာမျိုးတွေကလည်းလောကမှာရှိနေတတ်ကျိုးသက်ရောက်မှုဆိုတာဖြစ်တတ်တယ်ပေါ့အဲ့ဒါလိုကျိုးသက်ရောက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ချင်းချင်းဆိုတာဒါတွေကိုကြည့်ပြီးဖြစ်ပေါ်လာမဲ့အနာဂတ်အခုweather cast လို့ပေါ့ဘယ်နေ့မိုးရမယ်မုန်တိုင်းပဲလို့ဆင်းနေတယ်ဘယ်နေ့မုန်တိုင်းတိုက်မယ်ဆိုတာကြိုတင်ပြီးတော့ဟောခိန်းထုတ်နိုင်ဟောခိန်းထုတ်တယ်လို့ပဲဒီဝေရာကျမ်းတက်ပုံသားတွေကလည်းပဲအတိတ်နမိတ်ကိုကောက်ပြီးနမိတ်ကျမ်းတွေရဟောခိန်းထုတ်လိုက်တာဒီမင်းသားလေးဟာမွေးလာလို့ရှိရင်ဒီမိဖုရားကမွေးလာတဲ့သားဟာဘုရင်ကိုတတ်တဲ့လူဖြစ်လိမ့်မယ်ဆိုတာမွေးလိုက်အဲ့ဒါကြောင့်အဇာတတတ္တုမမွေးခင်တည်းကယန္တုလို့ဒီလိုဆိုလို့တတ္တုဆိုတာယန္တုအဇာတမမွေးခင်တည်းကယန္တုကြည့်လေလက်ယုံကိုခွဲခံလိုက်ရသွေးထက်တန်ယူဖြစ်သွားပြီမမွေးခင်တည်းကယန္တုဆိုတဲ့အဓိပ္ပာယ်နဲ့အဇာတတဆိုတာမွေးလာဖြစ်တယ်ပေါ့အဲ့ဒါလည်းပဲအခုဝိမလာဒေဝီဆိုတဲ့နဂါမမိဖုရားကြီးကတော့ဝိတုရအမတ်ကြီးရဲ့တရားကိုနာကျင်တယ်လို့ဖြောင်းဖြောင်းပြောလို့ရှိရင်ပင့်ပေးမှမဟုတ်ဘူးဝိတုရနဲ့တွေ့ဖို့ဆိုတာအလွန်ခဲနေဘာဖြစ်လို့တော့ဆိုရင်လူပြေမှာတရားတော်သောမင်းတွေကဝန်းရံထားပြီးအဆောင်အကျက်တွေကထူထကြအလုံးကိုထူထစွာချထားတာဖြစ်တယ်ဝိတုရပညာရှိကြီးကိုတွေ့ဖို့ဆိုတာအမတန်မှခဲနေဘယ်မင်းဆိုးရာဇာကမှဝိတုရပညာရှိကြီးနဲ့တွေ့ခွင့်မပေးဘူးအားလုံးမှာတွေ့ချင်တော့လဲတွေ့လို့မရဘူးလို့အဲ့ဒါမှခဲရင်တော့သူခဲရင်မှသိလို့မရရအောင်ပြင်နေတော့ကြံဖန်ပြီးတော့ဝိတုရတရားနာကျင်ပါတယ်လို့မပြောပဲတရားသဖြင့်ခေါ်ဆောင်လာတဲ့ဝိတုရပညာရှိကြီးရဲ့နှလုံးသားကိုရချင်တယ်လို့ဒီလိုပြောတာနော်နှလုံးသားကိုရချင်တယ်ဆိုတဲ့စကားလုံးဟာတင်စားပြီးတော့ပြောတာကိုဝရုဏနဂါမင်းကြီးကနားမလည်ဘူးတရားနာကျင်တယ်လို့ပြောတာနှလုံးသားကိုရချင်တယ်လို့ပြောလိုက်တဲ့အခါနှလုံးသားကိုစားကျင်တယ်လို့ထင်သွားတယ်သူကအဲ့ဒီနှလုံးသားကိုစားကျင်တယ်ဆိုဝိတုရအမတ်ပညာရှိကြီးကိုဖန်စီခေါ်ဆောင်ဖို့ဆိုလို့ရှိရင်မတရားသဖြင့်ခေါ်ဆောင်တာဖြစ်သောကြောင့်လက်မခံတရားသဖြင့်ခေါ်ဆောင်အောင်မှာဆိုဝိတုရအမတ်ကြီးနဲ့တွေ့ဖို့ဆိုတာကိုအမတန်မှခဲနေ
ခိုင်းတော့မဖြစ်နိုင်တဲ့ကိစ္စကိုချင်းချင်းတတ်တယ်ဆိုပြီးတော့ဝရုဏနဂါမင်းကြီးကဘာပြောတော့ဆိုစန္ဒံခောတွန်ဒေါဟလာယတိမင်းရဲ့ချင်းချင်းကလည်းကွာလာကိုလိုချင်တဲ့ချင်းချင်းဖြစ်နေတယ်လာကြီးကိုဘယ်လိုလုပ်ယူပေးလို့ရမှာလဲနေကိုချင်းချင်းတတ်တယ်လို့နေကိုဘယ်လိုလုပ်ပြီးတော့ယူပေးလို့ရမှာလဲဒုံလပံဝိတုရတ္တထသနာဝိတုရပညာရှိကြီးကိုတွေ့ဖို့ဆိုတာအလွန်ခက်တယ်ကောဝိတုရမိဓမာနိယတတိဝိတုရပညာရှိကြီးကိုဒီငကားပြေရောက်အောင်ဘယ်သူကခေါ်ပေးနိုင်မှလို့လဲအင်တမခဲနဲ့အလုပ်ကြီးပဲလို့ဒီဝရုဏနဂါမင်းကြီးကညီးတွားပြောတဲ့အခါကျတော့ဒါမှမရရင်လည်းသူ့စိတ်ဟာပြေပြောက်မှာမဟုတ်ဘူးပေါ့အဲ့တော့ဝိတုရဝရုဏနဂါမင်းကြီးဟာစိတ်မကောင်းစွာနဲ့သူ့ခန်းထဲသွားပြီးမျက်နှာမသားမရဖြစ်အဲ့ဒီအချိန်မှာသူတို့ရဲ့သမီးဣရန္တတိဆိုတဲ့နဂါလူလင်ငယ်မသူ့ဖေစီလာတဲ့အခါကျတော့မျက်နှာမသားမရဖြစ်နေတာမြင်တော့ဘာဖြစ်တာလဲပေါ့လူလိုပဲမျက်နှာမသားမရဖြစ်နေတာမျက်နှာမကောင်းဖြစ်တော့မြင်တော့မေးတဲ့အခါသူကမင်းရဲ့အမေကဝိတုရအမတ်ကြီးရဲ့နှလုံးသားတရားသဖြင့်ခေါ်ဆောင်လာတဲ့ဝိတုရအမတ်ကြီးရဲ့နှလုံးသားကိုသူကရချင်တာတဲ့ဝိတုရအမတ်ကြီးတွေ့ဖို့ဆိုတာလွန်ခဲနေဘယ်လိုမှမဖြစ်နိုင်တာတောင်းတဆိုတော့ငါတော့မတတ်နိုင်ဘူးတဲ့မင်းတတ်နိုင်တဲ့ယောက်ျားရှားယူအောင်မင်းယောက်ျားတတ်နိုင်မယ်အဲ့ဒီလိုတတ်နိုင်တဲ့လူမင်းရှားပြီးတော့ငါတော့မတတ်နိုင်ဘူးသမီးကိုပြောတဲ့အခါသူကဘာပြောအဲ့ဒီဝိတုရပညာရှင်ကြီးကိုတို့ငကားပြေရောက်အောင်ပင့်နိုင်စွမ်းရှိတဲ့စွမ်းရည်တတ္တိရှိတဲ့ယောက်ျားမျိုးရရင်တော့မင်းရအောင်ရှားပြီးတော့သမီးကိုအဲ့ဒီလိုတတ္တဘတ္တုပရိယေတနာစရယောဝိတုရမိဓမာနိယတတိဝိတုရကိုဒီအပါခေါ်ဆောင်နိုင်မဲ့ယောက်ျားမျိုးရအောင်မင်းရှားပြီးတော့လို့သမီးကိုပြောလိုက်တော့သမီးကအမေဖေစိတ်မကောင်းဖြစ်တော့သူကြိုးစားမယ်ပေါ့အမေလည်းသွားတွေ့အဖေကိုဂတိဝန်ခံချက်တွေပေးပြီးတော့သူကငယ်ရွယ်ဒီလူလိုပဲထားကြပေါ့နော်ချောလှလူရောင်ဖန်ဆင်းထားတဲ့စွမ်းတကူအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့နန္ဒကားတွေဆိုသူဟာညအခါလသားနေတဲ့အချိန်ကာလဂိရိဆိုတဲ့တောင်ထိပ်ပေါ်သွားပြီးတော့ရှိသမျှပန်းမွေ့ရလုပ်ပြီးအဲဒီမှာသချင်းသွားဆိုနော်ခုခေတ်ဆိုရင်တော့စတေရှိုးမှာသချင်းဆိုမှာပေါ့နော်ကာရာအိုကေတို့ပါတော့ KTV တို့သူကအဲ့ဒီမှာတောင်ထိပ်ပေါ်မှာသွားပြီးတော့ပန်းမွေ့ရတွေခင်းလို့အဲ့ဒီမှာသူသချင်းသွားဆိုတာသူသချင်းဆိုတာဘာဆိုတာတော့လို့ဆိုတော့ကေပန္တိတေအဘကာမတရေအိန္ဒိယနိုင်ငံကလားသချင်းတွေကဒီပါဠိကိုပဲဆိုတာပဲသူတို့ဆိုလို့ရှိရင်သချင်းဖြစ်တယ်နော်အိန္ဒိယကလားတွေဆိုတာသချင်းတွေကြားဦးကြလိုက်တယ်အခုဝိတုရဇာကြီးမှာလာတဲ့ဂါထာတွေဟာသူတို့အိန္ဒိယနိုင်ငံသားတွေကိုဆိုခိုင်းရင်သချင်းပဲဒါလည်းတူပဲနော်သူဆိုတဲ့သချင်းထဲမှာဘာပါလို့ဆိုကေပန္တိတေအဘကာမတရေဒီကရတံဗတ္တမေဘဝိတတိသူပြောတဲ့စကားကရှင်းရှင်းလေးဘယ်လိုစွမ်းရည်တတ္တိအကြံဉာဏ်ထုတ်နိုင်တဲ့ပညာရှိငါရဲ့လူလားချက်ကိုပေးနိုင်တဲ့လူဘယ်သူပဲဖြစ်ပါစေငါအိမ်တော်ဘက်ဖြစ်ရွေးမယ်လို့သူပြောတယ်သူသချင်းထဲမှာငါလူလားချက်တွေအကုန်ပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်အဘယ်ပညာရှိအဘယ်ပုဂ္ဂိုလ်ပဲမျိုးပဲဖြစ်ဖြစ်ငါအိမ်တော်ဘက်ဖြစ်ရွေးမယ်လို့အဲ့လိုသချင်းဆိုတဲ့အချိန်လေးမှာသူသချင်းမှန်ကိုဘယ်သူကြားသွားတယ်လဲဆိုမြောက်ရကအဲ့ဒီတောင်ပေါ်ကနေကြော်ပြီးတော့ညင်းစီးပြီးတော့သွားတဲ့ပုံနကဆိုတဲ့
ဘလူးစစ်သူကြီးကကြားသွား